မင်္ဂလာပါနော်မင်္ဂလာပါမင်္ဂလာအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဖယားကျွန်တော်တခုဖော်ပြတယ်ကျွန်တော်တို့ယုံကြည်သူနဲ့အားလုံးယုံကြည်သူနဲ့ဆိုင်တယ်ဖယားကျွန်တော်တို့ခိုင်းတဲ့အရာတွေသူလှုပ်ဆောင်ခိုင်းချင်တယ်ကျွန်တော်တို့နော်ကျွန်တော်တို့က ready ဖြစ်ဖို့လှုပ်ဆောင်ရမှာဘာဖြစ်လဲကျွန်တော်ဖယားကျွန်တော် message ပြီးတယ်ကျွန်တော်ပြောခဲ့တာနေ့ပေါ်30ရှိပြီနော်ကျွန်တော် prophesy လုပ်တာနေ့ပေါ်30ရှိပြီဖယားကျွန်တော် message အမြင်ပဲပေးတယ်နော်အဲဒါကြောင့်မို့ကျွန်တော်တို့တွေကဖယားစကားကိုနားခံပါကျွန်တော်တို့ရဲ့ဖယားသားသမီးရောက်ချင်းစီတိုင်းကိုဖယားစကားကိုနားခံပါဖယားစကားသူ့ရဲ့ prophet နဲ့သူဆက်သွယ်တာနော်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ဒီကျန်းစာထဲမှာလည်းရှိတယ်နော်ဒီမှာကျန်းစာထဲမှာလည်းရှိတယ်နော်အားလုံး ready ဖြစ်ပါဖယားခိုင်းတဲ့အလုပ်ကိုလုပ်ပါဖယား prophet ပြောတဲ့အရာတွေကိုအလေးထားပြီးတော့လှုပ်ဆောင်ပါညီတို့ရဲ့ကောင်းကြီးဒီတော်လေးရာကြာမှရှိရနော်အခါကြီးစနေအခါငယ်6မှာပြောတယ်ထာဝရဘုရားလည်းငါစကားကိုနားထောင်ကြလောသေတို့သည် prophecy လေငါထာဝရဘုရားသည်ထိုသူ၌ထူးဆန်းသောယူပါယအဖြစ်ကိုပြမည်တဲ့သို့မဟုတ်အိမ်မက်အဖြစ်ပြဒိတ်ပေးမည်အဲ့ဒါကြောင့်မို့နော်အိမ်မက်အဖြစ်ပြဒိတ်ပေးမည်နော်ယူပါယအဖြစ်ကိုပြမည်ကိုပြမည်ပြောတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့နေရစိတ်ထဲမှာဖျားသားသမီးတွေကျွန်တော်တို့ရဲ့အသေးတော်တွေဖျားရဲ့အသေးတော်တွေလှုပ်ဆော်တဲ့အချိန်မှာအခုကဖျားကျွန်တော်ခလေးတွေပြေးမြည်တယ်ခလေးတွေမြင်ပါပြီပါခလေးတွေပြေးမြည်တယ်မိဘမဲ့ခလေးတွေပြေးမြည်တယ်မိဘမဲ့ခလေးတွေကစားစရာမရှိတော့ဖျားပြေးမြည်တယ်နော်စားစရာမရှိတော့ဘယ်လိုလဲဆိုတော့သူတို့စားစရာလည်းမရှိဘူးနောက်ပြီးတော့သူတို့အမိုက်တွေပဲကောက်စားတယ်နော်မုတ်တွေကြားတဲ့လာပေါ်ဟာမုတ်တွေပဲကောက်စားတယ်ထိန်းတဲ့အမေဖေလည်းမရှိတော့ဘူးအဲ့ဒါကြောင့်မို့ဖယားဝန်တာပေးတယ်ကျွန်တော်တို့ယုံကြည်သူတွေအသေးတော်တွေနော်ဖယားကျွန်တော်တို့ဝန်တာပေးတယ်ဖယားပြုတဲ့အမှုတွေဟာအခုကျဖယားကျွန်တော်တို့တတိပေးတယ်ယုံကြည်သူအားလုံးကျွန်တော်တို့လှုပ်ဆောင်ရမယ်အလုပ်ဟာအခုကနော်ဖယားပြောတယ်အသေးတော်တွေကျွန်တော်တို့ရဖယားသားသမီးတွေမုံစုံမကိုကူညီပါမိဘမဲ့ကလေးကိုကူညီပါမိဘမဲ့ကေယာကိုတီထောင်ပါနော်မိဘမဲ့ကေယာတီထောင်ပြီးတော့မုံစုံမမစင်ရင်သားမရှိတဲ့စင်ရင်သားတွေကိုစောက်ပါမရှိတဲ့မိဘမဲ့ကလေးတွေကိုစောက်ပါဖယားကျွန်တော်ပေးမိတယ်ခလေးတွေကအမေဖေမရှိတော့ဘူးပြီးတော့လမ်းမပေါ်မှာရှောက်သွားပြီးတော့ဘယ်သူမှအထေကုတ်လည်းမရှိဘူးလမ်းပေါ်မှာလိုက်သွားပြီးတော့မုတ်တွေလည်းကောက်စားနေတယ်နော်နော်စားစရာလည်းမရှိဘူးနေစရာလည်းမရှိဘူးလမ်းမပေါ်မှာရှိနေတယ်အဲ့ဒါကြောင့်မို့ဖယားပြောတယ်
ကျွန်တော်တို့ရဲ့ဖယားသားသမီးတွေအားလုံးဟာကျွန်တော်တို့ရဲ့ဖယားသားသမီးတွေအားလုံးဟာဒီအလုပ်ကိုလှုပ်ဆောင်ပါလှုပ်ဆောင်ပါနော်လှုပ်ဆောင်ကြပါဖယားပြောကြတယ်လှုပ်ဆောင်ကြပါတနေရာကိုနေရာနဲ့ကိုလှုပ်ဆောင်ပါကိုမြို့မှာကိုလှုပ်ဆောင်ပါကိုပတ်ဝန်းကျင်မှာကိုလှုပ်ဆောင်ပါကိုရဲ့ neighbor မှာကိုလှုပ်ဆောင်ပါကျွန်တော်တို့ရဲ့ဖယားသားသမီးအားလုံးဟာလှုပ်ဆောင်မယ်လှုပ်ဆောင်ရမယ်အလုပ်အဲ့ဒါဖယားမှာခဲ့တယ်ဖယားလုပ်ခဲ့တယ်နော်ကျွန်တော်တို့နေရာတိုင်းမှာလှုပ်ဆောင်ခဲ့တယ်အခုချိန်မှာအဲ့ဒီမိမမဲကလေးတွေဟာသူရဲ့မိဘလည်းမရှိတော့ဘူးသူရဲ့မိဘလည်းမရှိဘူးသူတို့ရဲ့လုံးမဲ့အရာတွေကလည်းသူတို့စားမဲ့နေရာလည်းမရှိသူတို့ဘာမှမသိဘူးသူတို့ဘာမှနားမလဲဘူးခလေးဆိုတော့လမ်းမပေါ်မှာလိုက်ပြီးတော့အမိုက်တွေမုံတွေလက်ကောက်စားတယ်ညစ်ပတဲ့အရာတွေဖယားကျွန်တော်ပေးမိတယ်ပြီးတွေ့တယ်မြန်မာပြည်မှာအဲ့ဒါကြောင့်မို့ဖယားဝတ်တန်ပေးတယ်ကျွန်တော်တို့ယုံကြည်သူတွေအသေးတော်တွေဝတ်တန်ပေးတယ်ကိုနေရဲမြို့ဟာကိုမိဘမဲ့ကြရအောင်လှုပ်ဆောင်ပါဖယားလှုပ်ခဲ့တယ်လှုပ်ဆောင်ပါပြီးတော့ဂျေဇုဆောက်ပါမေတ္တာနဲ့အင်းဝင်ကလေးပြောပါနော်အဲ့ဒါကြောင့်မို့ဖယားကျွန်တော်ပေးမိတယ်တနာစရာသူတို့ဘဝမှာလည်းအဲ့လိုခက်ခဲများစွာနဲ့ကြုံနေရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေကျွန်တော်တို့ယေရှုကိုယုံကြည်တဲ့သူတွေတစ်ဖက်တစ်လားတနေရာကနေကျွန်တော်တို့ရဲ့ယုံကြည်သူတွေကအလင်းဖြစ်ရမယ်နော်အလင်းဆိုတာကိုတတ်နိုင်ပဲကလင်းပါကိုရဲ့ပေကန်းရှင်းနဲ့နော်ကိုလှုပ်ဆောင်နိုင်သမျှနော်လှုပ်ပါအဲ့ဒါဖယားရဲ့အလိုတော်ပါနော်ဖယားရဲ့အလိုတော်ပဲဘာဖြစ်လို့လဲဖယားကျွန်တော်ပေးမိတယ်ယူပါယုံထဲမှာရှင်းလေးဘယ်လောက်တော့တနာလဲကျွန်တော်မြည်ပြီးတော့ကျွန်တော်တွေးပြီးတော့အဲ့မှာကျွန်တော်ဘာတော့စိတ်မကောင်းဖယားလည်းကျွန်တော်လည်းလှုပ်ခဲ့တယ်အဲ့ဒီအရာတွေဖယားကျွန်တော်လည်းလှုပ်ခဲ့တယ်အဲ့မှာဖယားလည်းကျွန်တော်လှုပ်ခဲ့တယ်နော်ကျွန်တော်အမေရိကန်မှာနေတာသူကဟိုမြန်မာပြည်ကဟိုစားကျွန်တော်တို့ကတားနိုင်တဲ့ဘက်မှာကျွန်တော်တို့ကလှုပ်ဆောင်မယ်မပြန်ရောက်မဲ့လဲနော်အလူငွေနဲ့လည်းပါဝင်မယ်နော်ကျွန်တော်တို့ရောက်ချက်ရှိတဲ့လက်တွဲပြီးတော့လှုပ်ကြရအောင်ဖယားမှုပြုကြရအောင်ဖယားရဲ့နော်သာသနာလှုပ်ရအောင်ကိုတားနိုင်ဘက်ကနဲ့လှုပ်ကြရအောင်အဲ့ဒါကြောင့်မို့ဖယားအလိုတော်ရှိတယ်ဖယားလည်းယူပါယူကနေရှင်းလေးပြောတာပြီးပေးမြည်ပြီးကျွန်တော်တို့အဲဒါကြောင့်တော့ကျွန်တော်တို့ကဖယားရဲ့ message ဖြစ်တော့ကျွန်တော်တို့လူတိုင်းကိုအဲ့လိုမျိုးနှိုးဆော်ချင်တယ်လူတိုင်းကိုအဲ့ဒါကြောင့်မို့ကျွန်တော်ဘာဖြစ်လဲကျန်းစာထဲမှာလဲကျွန်တော်တို့အဲ့ဒီကျန်းစာထဲမှာလဲဖေးရကျွန်တော်တို့မှာခဲ့တယ်နော်ဟိုစင်ရသားတွေမုတ်ဆိုမတွေစင်ရသားတွေမုတ်ဆိုမတွေမစီးမဲ့တဲ့ကလေးတွေအဲ့ဒါဟိုတိဆောက်ပါအဲ့ဒါကြောင့်မို့ဖယားမှာခဲ့တယ်စင်ရသားတွေဟိုကျွေးမွေးမုတ်ဆိုမတွေကျွေးမွေးမိဘမဲ့ကလေးတွေကျွေးမွေးအဲ့ဒါဖယားရဲ့အမှုကိုပြုတယ်နော်ဖယားရဲ့ပက်ဆံကိုချီထားတယ်နော်အဲ့ဒါကြောင့်မို့ဖယားကျွန်တော်ယူပါယုံထဲမှာပေးမိပြီးကလေးတွေစားစရာမရှိဘူးမိဘလည်းမရှိတော့ဘူးသူတို့စားစရာလည်းသူတို့အားထားရမှလည်းမသိဘူးသူတို့လာမပေါ်မှာရှောက်သွားပြီးတော့မုတ်ကြတဲ့မုတ်
အညစ်အကြေးတွေကောက်စားတယ်ဖះကျွန်တော်ပေးမိတယ်အဲ့ဒါကြောင့်မို့ဖះပြောတယ်ကျွန်တော်တို့ယုံကြည်သူတွေကနော်တန်းနိုင်ပဲမှာလှုပ်ဆောင်ပါနော်မိဘကေယာကိုတီဆောင်ပါကိုနေတဲ့မြို့မှာတီထောင်ပါနော်ကျွေးမွေးပြုစုဆောက်ပါနော်ကျွန်တော်တို့နိုင်ငံခြားလူတွေတားနိုင်တယ်မြပေးကမ်းကြီးနဲ့လှုပ်ဆောင်ပါအဲ့ဒါကြောင့်မို့ဖះမှာခဲ့တယ်ကြီးစုဆောက်ပါနော်မိဘမဲ့ကလေးတွေမို့ဆိုမစီရင်သားတွေကိုဖះကျွန်တော်အဲ့လိုပေးမိတယ်ကျွန်တော်မိတော့ကျွန်တော်တော့စိတ်မကောင်းအစင်ကြီးပဲပေးမိတယ်အဲ့လိုမျိုးလူတွေအစင်ကြီးပဲအကြာကြီးပဲပေးမိတယ်အဲ့ဒီကိစ္စတွေကလေးတွေဘလို့တက်ရှင်ဘလို့အမေဖေလည်းမရှိဘူးအဲ့လိုမျိုးနေပြီးတော့မုတ်တွေလက်ကောက်စားတယ်စားကြလည်းမရှိဘူးသူများအိမ်အောက်မှာပဲနေပြီးတော့အစာမစားရတော့ချွတ်ယိုတယ်ကလေးတွေကပိန်ချောက်ပိန်နေတာပဲအဲ့လိုမျိုးဝတော်မို့ကလေးတွေအမေခေါ်ဖို့လည်းမရှိတော့အဖေခေါ်ဖို့လည်းမရှိတော့နော်သူတို့ဒုက္ခရောက်နေတယ်အဲ့ဒါကြောင့်မို့ကိုနေတဲ့မြို့မှာမိမကေဟာကိုထောင်ပါလှုပ်ပါအသေးတော်တွေလှုပ်ဆော်ပါဒါတွေဖះအလိုတော်ဒါတွေကဖះနေတို့လှုပ်ဆော်နေတို့ကောင်းကြီးတွေရမယ်နေတို့တွေကောင်းကြီးတွေအများကြီးရမယ်ဖះလှုပ်ဆော်ခဲ့တယ်နော်အသေးတော်အသီးသီးမှာလှုပ်ဆော်ပါနော်ကိုနေတဲ့မြို့ကိုနေတဲ့နေရာမှာကိုနေတဲ့ပတ်ဝန်းကျင်မှာလှုပ်ဆော်ပါလေးပါယုံကြည်သူရောက်ချေစီတော့အလေးပါကိုယ့်ရဲ့အလေးကိုလေးကြပါယေရှုနာမနဲ့ပြောကြည့်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နော်ဘုရားနာမဘုန်းကြီးပါစေနော်ယေရှုဘုရားဘုန်းကြီးပါစေလို့မေတ္တာပို့သပေးအာမင်ဟာလေလုယာဖခင်ရဲ့ယူပါယုံအလေးထားပါဖခင်ရဲ့ယူပါယုံပေးအလေးထားပါကျွန်တော်တို့ရောက်ချေရှိတဲ့ဆိုင်တဲ့ဒီအရာတွေနော်အဲ့ဒါကြောင့်ကျွန်တော်တို့က prophet မိုင်ဖခင်စကားလာပြောတယ် prophet မိုင်ကျွန်တော်တို့ယူပါယုံတွေမြင်ရတယ် prophet မိုင်ဖခင်စကားပြေဆုံးတယ်ကျွန်တော်ပြောခဲ့တာနော်အနည်း10လောက်ရှိပြီနော်ဖခင်ယေရှုဖခင်ကျွန်တော်တို့ဒီစုကျေးဇူးဗလာမပေးကျွန်တော်တို့တွေးစရာလည်းမရှိဘူးနော်မြင်စရာလည်းမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ရောက်ချေစီတဲ့ကိုဖခင်အမှုကိုလှုပ်ဆောင်ပါအာမင်မြန်မာပြည်အနာပြမှာနေတဲ့အသေးတော်တယ်နော်လှုပ်ဆောင်ပါဖခင်လို့တော့ဖခင်ပြောခဲ့တယ်ဖခင်လည်းပြောခဲ့တယ်ဖခင်လည်းလုပ်ခဲ့တယ်ကျွန်တော်တို့အဲ့ဒါအပြောသေးသေးနဲ့ပဲကျွန်တော်တို့ကမလုံးနဲ့နော်လှုပ်ဆောင်ခြင်းနဲ့လှုပ်ပါနော်အဲ့ဒါကြောင့်မို့ယေရှုနာမနဲ့ကောင်းချီးပေးပါတယ်အားလုံးဘိုင်ဘိုင်